ကဘာပေါ်မှာလက်တန်းလောက်တင်းငယ်တဲ့အရွယ်အစားကနေအရန်ကိုကြီးမားတဲ့အေယာမအရွယ်အစားတွေအထိအပင်တွေဟာနေရာဒေသအမျိုးမျိုးမှာပုံသဏ္ဍာန်အမျိုးမျိုးနဲ့တည်ရှိနေပါတယ်။အဲ့ဒီအထဲမှာပင်စီလုံးပတ်ကြီးတွေကလူ2ယောက်3ယောက်လောက်ဝင်ပြီးနေထိုင်လို့ရတဲ့အထိကိုကြီးမားတဲ့အပင်ကြီးတွေလည်းတည်ရှိလို့နေပါတယ်။ဒီအပင်ကြီးတွေကအမြင့်မားဆုံးအပင်တွေမဟုတ်ပေမဲ့သူတို့ရဲ့ပင်စီဒုတဲ့ကြီးမားမှုနဲ့ရေတူလောင်နိုင်စွမ်းတွေကအရန်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ဒီအပင်ကြီးတွေဘလို့အသက်ရှင်နေထိုင်ကြသလဲဘယ်အရာတွေကသူတို့ကိုအေယာမတွေဖြစ်လာစေသလဲကဲဒီမိကွန်းတွေကိုအပြေရှာဖို့အတွက်ဒီဗီဒီယိုမှာတော့ပရိသတ်တို့ကိုကမ္ဘာအထူဆုံးသစ်ပင်ကြီးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်5 Tule Tree မက္ကဆီကိုနိုင်ငံဝါဟာကာမှာရှိတဲ့ဒီအပင်ကြီးကိုမွန်တာဇူမာဆိုရက်လို့လည်းခေါ်ပြီးကမ္ဘာပေါ်မှာတပင်တည်းသောအထူဆုံးသစ်ပင်ပင်စီအဖြစ်ဂင်းနစ်ကမ္ဘာစံချိန်တင်ထားပါတယ်။ဒီ Tule Tree ဟာသူရက်တည်နေတဲ့ဖျားကျောင်းဝင်းကိုလွှမ်းမိုးထားပြီးသူ့ရဲ့ကိုလုံးအတိုင်းအတာဟာလုံးပတ်138ပေ42မီတာနဲ့အကျယ်အားဖြင့်46ပေ14မီတာအထိကိုရှိပါတယ်။ဒီအပင်ကြီးဟာပင်စီအမျိုးမျိုးပေါင်းဆက်ထားတာလားဆိုပြီးသိပ္ပံပညာရှင်တွေအငင်းပွားခဲ့ဘူးပေမဲ့2001ခုနှစ်မှာပြုလုပ်ခဲ့တဲ့မျိုးရိုးဗီဇဆိုင်ရာလေ့လာမှုကနေပြီး၎င်းဟာတပင်ထဲသောသက်ရှိဖြစ်ကြောင်းကိုအတည်ပြုခဲ့ပါတယ်။ဒေတာကန်တွေကဒီအပင်ကို Oman of the Water လို့ခေါ်ပြီးအပင်တွေရဲ့ခန္ဓာရည်နဲ့စဉ်ဆက်မပြတ်တည်ရှိမှုကိုကိုစားပြုတဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်4 Dragon Blood Tree ဒီအပင်ကတော့အာရေဗျပင်လယ်ထဲကဆိုကိုထရာကျွန်းပေါ်မှာတွေ့ရတဲ့ Dragon Blood Tree ပဲဖြစ်ပါတယ်။ဒီအပင်ကြီးဟာအခြားဘာအိုဘတ်မျိုးစိတ်အပင်တွေလိုမျိုးအရန်ကြီးမထူပေမဲ့ထူးခြားတဲ့ထီးပုံစံကိုယ်တဲ့က၎င်းကိုကမ္ဘာအထူဆုံးစီးရင်မှာပါဝင်စေခဲ့ပါတယ်။ဒီအပင်ဟာရေနဲ့အဆေးတွေကိုစူးစီးတိတ်တီးတဲ့အတွင်းပိုင်းမှာတူလောင်ထားပါတယ်။၎င်းရဲ့ကိုလုံးအထူဟာ2မီတာ6ပေခွဲအထိရှိနိုင်ပြီးတိတ်သေးတဲ့အဆေးတွေကြောင့်အလွန်အမင်းထူထဲလေးလံတဲ့ပုံပေါ်နေပါတယ်။အန်ဩစရာကောင်းတာကဒီအပင်ရဲ့မီးကိုရောင်အခောက်ကနေနှရှိုင်းနဲ့အနီရောင်အဆေး Dragon Blood တွေထွက်လာတာပါ။ဒီအဆေးကိုရှေးခေတ်ကတည်းကစိုးစေးဆေးဝါးနဲ့အမွှေးတိုင်တွေအတွက်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်ဒီအပင်ရဲ့တရက်ဖူလိုမျိုးထူထဲဝိုင်းဆက်တဲ့အကိုင်းအခက်တွေဟာအရိပ်ကိုပေးပြီးငွေပြန်မှုကိုရှော့ချပေးတဲ့အတွက်ပြေဝပြီးတော့ထိရောက်တဲ့အသက်ရှင်သန်မှုစနစ်ကိုဖန်တီးပေးထားပါတယ်။နံပါတ်3 Saguaro Cactus မြောက်အမေရိကရဲ့အထင်ကရအပင်ဖြစ်တဲ့ Giant Saguaro Cactus ကိုတော့ Arizona နဲ့ Mexico တဲကန်နာရတွေမှာတွေ့ရပြီးဒီရှားဆောင်ပင်ကြီးဟာမယုံနိုင်လောက်အောင်ထူထဲကရေကာလန်ပေါင်းထောင်ချီကိုသူ့ရဲ့ရေမြုပ်လိုတီရှူတွေထဲမှာတူလောင်ထားနိုင်ပါတယ်။ရေပြေဝနေတဲ့ဆာကွာရိုရင်းမာပင်ဟာအမြင့်ပေ60 18မီတာအထိရောက်နိုင်ပြီးအလေးချိန်အပြင်ပေါင် 9300 ကီလိုဂရမ်အထိကိုရှိနိုင်ပါတယ်။မိုးတဲထန်စွာရွာသွန်းပြီးနောက်ဒီအပင်ရဲ့ခောက်လိုပုံစံရှိတဲ့အရေပြားဟာရေဆုပ်ယူမှုကြောင့်ပြန့်ကားလာပြီးကျုံနိုင်ဆက်နိုင်တဲ့ရေတူလောင်စနစ်ကိုဖြစ်ပေါ်စေပါတယ်။ဒီအပင်ဟာနှစ်ပေါင်း150ကျော်အသက်ရှင်နိုင်ပြီးအချို့တွေကတော့200ကျော်အထိရှင်သန်နိုင်မယ်လို့ယူဆကြပါတယ်။ဒီအပင်ရဲ့အစီပြန်တဲ့ကိုလုံးကြီးဟာအခြားအပင်တွေကိုတေးစေနိုင်တဲ့အခြေအနေတွေကိုခံနိုင်ရရှိပြီးတဲကန်နာရရဲ့ခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာလျောညီထွေနေထိုင်နိုင်တဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်2 Border Tree ဒီအပင်ကတော့ဩစတြေးလျနိုင်ငံကွင်းလန်းမှာ Border Tree ပဲဖြစ်ပါတယ်။ဒီအပင်ရဲ့ပင်စီဟာပလင်းပုံသဏ္ဍာန်အဖြစ်တိတိတသားဖောင်းကားနေတာကြောင့်သူ့ကို Border Tree လို့ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ဒီအပင်ဟာရေကာလန်ထောင်ပေါင်းများစွာကိုတူလောင်ထားနိုင်တာကြောင့်ဩစတြေးလျရဲ့6သွေးသောဒေသတွေမှာရှင်သန်နိုင်တဲ့အပင်တစ်ခုဖြစ်လာခဲ့ပါတယ်။ရင်းမာနေတဲ့ Border Tree ဟာအမြင့်ပေ65ပေ20မီတာလောက်ရှိနိုင်ပေမဲ့ပင်စီရဲ့အကျယ်ဟာ17ပေခွဲ 3.5 မီတာထက်ကိုပိုနိုင်ပါတယ်။ပင်စီရဲ့ဖောင်းကြွနေတဲ့အစိပ်အပိုင်းမှာရေမြုပ်လိုမျိုးအတွင်းသားတွေပါဝင်ပြီးရေလောင်ကန်အဖြစ်လှုပ်ဆောင်နိုင်ပါသေးတယ်။အခြားသစ်ပင်တွေနဲ့မတူဘဲဒီအပင်ဟာရာသီဥတုကြောင့်မဟုတ်ဘဲမိုးခေါင်မှုဒဏ်ကိုတုံ့ပြန်ဖို့အရွက်တွေကိုကျွေးချတတ်ပါတယ်။ဒီအပင်တွေရဲ့ပင်စီထူထဲမှုဟာဩစတြေးလျရဲ့ပြင်းထန်တဲ့မိုးခေါင်မှုကိုကျော်လွှားနိုင်ဖို့အတွက်ဖန်တီးထားတဲ့သဘာဝရဲ့ဖန်တီးမှုလို့ဆိုနိုင်ပါတယ်။နံပါတ်1 Baobabဒီစင်းရဲ့နံပါတ်1နေရာမှာရှိနေတာကတော့တောင်အာဖရိကကဂန္ဓဝင်အပင်ကြီးဖြစ်တဲ့ African Baobab of Sahel ပဲဖြစ်ပါတယ်။ဒီအပင်ကြီးဟာမှတ်တမ်းတင်ထားသမျှထဲမှာအကြီးဆုံးသက်ရှိသစ်ပင်ကြီးတွေထဲကတစ်ပင်ပဲဖြစ်ပါတယ်။ဒီအပင်ဟာလုံးပတ်82ပေ22မီတာကျော်ရှိပြီးအမြင့်ပေ66ပေ20မီတာရှိပါတယ်။အခြား Baobab တွေလိုပဲသူ့ရဲ့ကြီးမားတဲ့ကိုလုံးဟာတစ်သားထူထူနဲ့မဖွဲ့စည်းထားပဲရေမြုပ်လိုမျိုး fiber tissue များနဲ့ပေါင်းစပ်ထားတဲ့ပင်စီတွေပဲဖြစ်ပါတယ်။ဒီလိုလိုက်ရောညီထွေမှုကရေရှည်မူးခေါင်တာကိုခံနိုင်ရရှိစေပါတယ်။ဒေသခံဗန်နာလူမျိုးတွေအတွက်ဒီအပင်ဟာမြင့်မြတ်တဲ့အပင်တစ်ခုဖြစ်ပြီးမျိုးပွားနိုင်စွမ်းဉာဏ်ပညာနဲ့ဆက်လက်တည်မြဲမှုကိုကိုစားပြုတဲ့အထိမ်းအမှတ်အဖြစ်ရှေးပဝေသနီကလေးကအစည်းအဝေးတွေကျင်းပတဲ့နေရာလည်းဖြစ်ပါတယ်။သိပ္ပံပညာရှင်များကဒီစာကဲဘာအိုဘောဟာအနှစ်1200မှ1500နီးပါးတက်တန်းရှိမယ်လို့ခန့်မှန်းထားကြပါတယ်။ဒီအပင်ကြီးရဲ့ကိုယ်တည်းဟာတရှိတရဝါတွေရဲ့တမိုင်းကြောင်းကိုပြောပြနေတဲ့အထိမ်းအမှတ်ကြောက်တိုင်တစ်ခုလိုမျိုးဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဘယ်အပင်ကြီးတွေကအထူးခြားဆုံးလို့ထင်ပါသလဲ။ comment မှာရေးပေးသွားပါဦးနော်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။